ရာကြီးအေယာမြေကျော်ဝေကုသိုလ်ယူရေးသားထားပါတော့ကလေးတငယ်များကြာစုပေါက်လျင်လို့မြည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်။စာရေးသူရဲ့ညီတဝမ်းခွဲတော်သူမောင်တန်းဆိုးဟာငယ်စဉ်ကလက်တထောင်စစ်နဲ့ဒူကောင်းများမှာကြာစုများမြင်မကောင်းအောင်ပေါက်လျက်ရှိနေပါတယ်။သူဟာရရန်လို့လက်နဲ့တပြင်းပြင်းကုတ်ပါတော့လဲသူဤသာထွက်ပြီးတော့ကြာစုများကမပြောက်ပါ။သူရဲ့ဖခင်ဦးလေးဦးအောင်မောင်ကတနေ့မှတော့အင်းစည်းရမှာဗဒုံမာကြာရွယ်များကိုခူးလာပေးပြီးပြုတ်လို့ရေချိုးပေးတယ်လို့ကြာခွက်အတွင်းမှာကြာစံများကိုလည်းကျွေးပါတယ်တပတ်လောက်ကြာတဲ့ခါမှာလူရဲ့ခန္ဓာကိုယ်မှာကြာစုများဟာဝတ်ဆံများအလိုလိုကျွတ်ထွက်သွားပြီးတော့လက်တထောင်စင်းနဲ့ဒူးကောင်းပေါ်မှာအနာရွတ်တော်မကြံပဲချုံးမွေ့စွာပျောက်ကင်းသွားတာကိုတွေ့ကြရပါတယ်မောင်တန်းစုကကြာစံစားပြီးကြာရွက်ကိုရေချိုးလို့ပျောက်ခဲ့ရတာကိုဦးလေးအောင်ကပြုတ်ပြတဲ့ဖြင့်စပပရိသမြောင်ဘိုးသူရပွားနိုင်စေရန်ကလေးတငယ်များတွေရည်ရွယ်ပြီးတကယ်လို့များကြာစုပေါက်ခဲ့မယ်ဆိုရင်တော့တတပျောက်ကင်းတဲ့စင်းနီတစ်လက်ကိုစေနာမြစ်တာထားလို့ဖော်ပြပေးလိုက်ရသလိုနောက်တစ်နည်းဖြစ်တော့စင်းနီတစ်လက်မှာလည်းကြာရိုးကြာဆွဲအောက်ပိုင်းမှာရှိတော့ကြာအုံများကိုအချောက်လန့်ပြီးတွေးလိမ့်ပေးခြင်းနဲ့လည်းတချို့ပျောက်ကင်းကြတာကိုတွေ့ရှိခဲ့ရပါတယ်ဗဒုံမာကြာကအပြောက်မြန်တယ်လို့စေးဘက်လည်းဝင်ပါတယ်လို့ဦးလေးအောင်ကစိတ်ရှိစွာပြောပြပေးပါတယ်ဒီစင်းနီကိုပြောပြပေးသူဦးလေးအောင်မောင်နတ်မောက်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်